ဒီမှာဒီလိုဝတ်သားထောင်းကြော်လေးနဲ့ချင်းချက်ပြီးဆိုရင်လေအရင်ကြိုက်ကြတာထမင်းတောင်မလောက်ဘူးဒီနေ့တူချက်စားကြမယ်နော်ဝတ်သားလေးတွေကိုအတုံးကြီးကြီးတုံးပြီးတော့စားစနွင်းအချိုမုံနဲ့ဂျင်းများလေးတွေထည့်ပြီးတော့ရေခမ်းပြုတ်ပါမယ်နော်ပြီးရင်ဒီလိုဝတ်သားတတုံးချင်းစီလေးကိုလေဒီလိုမျိုးစုံလေးနဲ့ထောင်းပြီးတော့အပြားလေးလုံးလိုက်တာပါဒီလိုလေးထောင်းပေးထားရင်လေဝတ်သားလေးတွေကမမာတော့ဘဲနဲ့မွမွားလေးနဲ့အရင်စားလို့ကောင်းပါတယ်စားကြော်ရမယ်ဆိုရင်စီလေးထည့်ပြီးတော့ကျွတ်သွန်ဖြူလေးတွေကိုပပလေးထားလေးတွေကိုအရင်ဆုံးကြော်ပါမယ်နည်းနည်းလေးမကျွတ်တကျွတ်လေးဖြစ်လာပြီဆိုရင်တော့အမကဆယ်ထားလိုက်ပါရယ်နော်ပြီးရင်ကတော့အဲ့အိုးထဲမှာပဲခုနကထောင်းထားတဲ့ဝတ်သားပြားလေးတွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ဒီဝတ်သားကြော်နည်းလေးကအရင်တော့တင်ပေးမှုတယ်ပေါ့နော်ဒါပေမဲ့ဒီလိုထောင်းထားတာမဟုတ်ဘဲနဲ့အတုံးလိုက်ကြော်တဲ့ပုံလေးပါထောင်းထားတာလေးကကြတော့ပို့ပြီးတော့မွားပြီးတော့ပို့ပြီးစားလို့ကောင်းပါတယ်မီးကိုခပ်ပြင်းပြင်းလေးနဲ့ကျွတ်လာတဲ့အထိကြော်ပေးပါနော်ခုနကဝတ်သားပြုတ်တုံးကထည့်ထားတဲ့ဂျင်းလေးတွေကိုလည်းပြန်ထည့်ပြီးတော့ကြော်ပေးပါရှင်အငတ်မများကြော်ထားပြီးတော့နောက်ရက်တွေပါစားမှာပေါ့နော်ပြီးရင်နောက်နေ့ကျရင် microwave ဒါမှမဟုတ်ရင် air fryer နဲ့ပြန်နှွေးလို့ရပါတယ် microwave လေးနဲ့အလွယ်တကူနှွေးရင်တော့မှလေးတော်တော်လေးစားလို့ကောင်းပါတယ်ဝတ်သားလေးအကုန်လုံးကြော်ပြီးသွားပြီဆိုရင်တော့ပကံထဲကိုဝတ်သားရောစီရောပါထည့်ပြီးတော့အပေါ်ကနေကျွတ်သွန်ဖြူကြော်လေးဖြူပေးလိုက်ရင်ရပါပြီနော်ညင်ကတော့မုံလာဥချင်းလေးချက်ပါမယ်မုံလာဥလေးတွေကဝယ်ရလဲလွယ်ပြီးတော့အင်အားလူရလည်းအရင်ကြိုက်တာမို့လို့ခဏခဏချက်ဖြစ်တယ်ပေါ့နော်အရင်တစ်ခါချက်ပြဖို့တလို့ပဲငါးတတာလေးနဲ့ချက်မှာပေါ့နော်အရင်ဆုံးကတော့မုံလာဥလေးတွေကိုကိုယ်စိတ်ကြိုက်တုံးလေးတုံးထားပါတယ်ပြီးတော့ကျွတ်သွန်ဖြူနဲ့ကျွတ်သွန်လေးကိုလည်းခက်ချင်းချင်းလေးလှီထားလိုက်တယ်ပေါ့နော်နို့ခင်းကျင်သီးလေးလည်းထည့်မှာပေါ့နော်ခင်းကျင်သီးကိုလည်းအလိုပဲအတုံးလေးတုံးထားပါရှင်ဒီမုံလာဥချင်းကိုလေဟင်းကြံလေးရှင်လည်းဟင်းကြံလေးနဲ့ချက်လို့ရတယ်ပေါ့နော်မရှိရင်ကတော့ဒီလိုမျိုးငါးတတာလေးနဲ့တော်တော်လေးအဆင်ပြေပါတယ်စားချက်တော့မယ်ဆိုရင်ဦးကြီးကြီးထဲမှာမုံလာဥရေချက်သွန်ဖြူချက်သွန်နေငါးတက်တာခင်းကျင်သီးအဲ့ဒါလေးအကုန်လုံးထည့်လိုက်မယ်ပေါ့နော်ပြီးရင်အမတို့စီလေးနဲ့ရဲ့စနွင်းမုံလေးရဲ့ငုတ်တိစိမ့်မုံလေးရဲ့ငပိလေးနဲ့ထည့်ပြီးတော့အကုန်လုံးတစ်ချက်လုံးချက်ပေးပါမယ်နော်အဲ့လို UK မှာငုတ်တိစိမ့်မုံဘယ်ဟာသုံးလဲမေးလို့လေဒီကိုရီးယားငုတ်တိစိမ့်မုံလေးကဝယ်ရလဲလွယ်ပြီးတော့မြန်မာနိုင်ငံငုတ်တိစိမ့်မုံနဲ့လည်းတူပါတယ်နော်ခဏလောက်လုံးချက်ပြီးတော့လေအသီးရွက်လေးတွေကနည်းနည်းလေးစပြီးတော့နွမ်းလာပြီးအယောင်လေးပြောင်းလာပြီးဆိုရင်တော့အမတို့ရေနွေးလေးထည့်ပါမယ်နော်အပေါ်တက်လာတဲ့မြုပ်တွေကိုဖယ်ထုတ်မယ်ပေါ့နော်အရသာအတွက်ကတော့အမကအစားအုပ်နည်းနည်းလေးပို့ထည့်ပါတယ်ပြီးတော့ငပြားရည်လေးနည်းနည်းထည့်ပါတယ်ကြက်သားမုံတို့ချိုမုံတို့ကြရင်လည်းထည့်လို့ရပါတယ်နော်အရသာတွေအကုန်လုံးထည့်ပြီးတော့ပြန်ပြီးတော့တခြားလေးစူပွက်လာပြီဆိုတော့မှမကြီးရည်ကိုထည့်ပါနော်မုံလောက်လေးကိုချက်တဲ့ထိထည့်ပြီးတော့ရင်တော့နောက်ဆုံးမှာငုတ်သီးစိမ့်လေးရဲ့နည်းနည်းမင်းလေးရဲ့အုပ်လိုက်ပါတယ်ဒါဆိုရင်ကတော့အရင်စားလို့ကောင်းတဲ့ချင်းဟင်းရဲ့ဝတ်သားကြော်လေးရဲ့ရပါပြီနော်အိမ်မှာလှုပ်ရှားကြည့်ကြပါအောင်ရှင်အမတို့နောက်ဗီဒီယိုကြီးကြားမှာပြန်တွေ့ကြမယ်နော်